ကျမနာမည်ကတော့မဆွေပါကျမကတော့မြေစောက်ရမ်ဖဲနေလာတာပါကျမခန်းစားနေရတာကတော့ဒီလက်ကောင်းနဲ့ပတ်သက်တဲ့ဟာကျမအိမ်သာသွားတဲ့ခါကျတော့အရန်နာကျင်တာငုံတီမလောက်ကိုနာတာအိမ်သာသွားပြီးတိုင်းကိုနာတာပြီးဆက်နေတာပဲဒီဆရာစီမှာလက်ကိုတဲ့ခါကျတော့ပထမလီစာနဲ့ပေါ့နော်ဒီမှာလက်ကိုတဲ့ခါကျတော့ပထမဆုံးအချိန်ကျတော့ကျမရဲ့ဆအိုကကျင်းတယ်လို့ပြောတယ်နဲ့ဆအိုနည်းနည်းလေးပြန်ချက်ပြီးမယ်လို့ပြောတော့ဆအိုချက်ခိုင်းလိုက်တယ်နောက်နေ့ကျတော့အင်တာသွားတော့နည်းနည်းလေးနာသေးတယ်3ရက်မြောက်ကျတော့တက်တာသွားပြီအခုချိန်ထိပဲတကယ်တက်တာနဲ့အင်တာသွားလို့ရပြီဒီဆရာစီမှာလက်ကိုကြပါလို့ကျမတို့ခန်းစားနေရတဲ့လက်ကောင်းဝင်တနာစင်တွေကိုဒီမှာလာပြီးတော့ကိုကြပါလို့တကယ်ယုံကြည်ရတဲ့ဆရာဝန်ပဲဖြစ်ပါတယ်လို့အားကြောင့်ကျမအခုတက်တာနဲ့ကျမနေရက်ကိုပြန်တော့မှာဖြစ်ပါတယ်ရှင်